လူတယောက်မနဲ့နိုးလာတော့ခြေထောက်မှာတမျိုးကြီးရားသလိုဖြစ်နေတာနဲ့နှမ်းကုန်းမလို့လှုပ်လိုက်တယ်ဒါပေမဲ့ထူးဆန်းတာကခြေထောက်ကလှုပ်လို့မရဘူးဖြစ်နေတာသူလည်းဘာဖြစ်တာလဲဆိုပြီးစဉ်းစားလို့မရပဲလဲနေတော့ဘေးကနေမိန်းကလေးတယောက်ဖုန်းကနေထားထိုင်လိုက်တယ်နှစ်ယောက်သားအကြောင်းအန်းနဲ့တယောက်ကိုတယောက်စိုက်ကြည့်နေမိကြတာပေါ့ပြီးမှဆောင်းကိုလှမ်းကြည့်လိုက်တော့မလေးနှစ်ယောက်စလုံးမှာအဝတ်စားတစ်ထည်မှကတ်မနေဘူးအလန့်တကြားနဲ့ဆောင်းကိုပြန်ချုံလိုက်ကြပြီးမိန်းကလေးကအော်လဲအော်သူ့ကိုလည်းကတင်ပေါ်ကနေကန်ချလိုက်တော့တာပဲကောင်မလေးကအဝတ်စားတွေကိုကြပြကြရကောက်ဝတ်ဖို့ပြင်တော့ကောင်လေးကဆောင်းကိုအတင်းဆွဲယူထားလိုက်ပြန်ရောအဲ့ဒီမှာကောင်မလေးကအချိန်လုံးပြီးကတင်အောက်ကိုလိမ့်ကျသွားပြန်တယ်ကောင်လေးကများလဲဘာတွေဖြစ်ကုန်မှန်းမသိရှာဘူးကောင်မလေးကသူ့ကောင်ဝင်ကိုလောတကြီးကောက်ကင်လိုက်တော့မှဟောပြာကောင်ဝင်ကြီးကအလဲကနေပြေးထွက်နေတာဒါနဲ့ပဲကောင်မလေးကသူ့ကိုကာမကောက်စားကောင်ဆိုပြီးညနေချင်းဆိုင်အော်ဆဲတော့တာပေါ့ကောင်လေးကများလဲမင်းညကအကြောင်းဘာတစ်ခုမှမှတ်မိမနေဘူးစပွဲပေါ်ကဝိုင်ပလင်းကိုလှမ်းမြင်လိုက်တော့မှပဲနှစ်ယောက်စလုံးမင်းညကဘာမှဆုံးခဲ့ကြတာကိုတတိယသွားကြတယ်ကောင်မလေးကတော့သူ့တမီရွယ်ပြီးမူးအောင်တိုက်တာလို့ဆွဆွဲပေမဲ့ကောင်လေးကတော့ဒီမိန်းကလေးကိုတခါမှမမြင်ဘူးတလို့ဝိုင်ပလင်းကိုလည်းသူတိုက်တာမဟုတ်ပါဘူးလို့ညင်းတာပေါ့နောက်တော့မှနှစ်ယောက်သားစိတ်ကိုလျှော့အသက်ကိုဘဝရှူပြီးဒီကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့ပဲမေးပြစ်လိုက်ကြရအောင်ဆိုပြီးသဘောတူလိုက်ကြတယ်လမ်းခွဲဖို့လုပ်နေတော့မှနဲ့ကောင်လေးရဲ့ရေးစားကအခန်းထဲဝင်လာပါလေရောကောင်လေးလည်းချက်ချင်းပြေးပြီးရှင်းပြဖို့လုပ်တာပေါ့ဒါပေမဲ့သူ့ရေးစားကမယူတောင်မဆိုင်တဲ့အပြင်အေးပျော်ပပသာနေကြဟေ့ဆိုပြီးလှည့်ထွက်သွားတယ်တကယ်တော့ဒီကောင်လေးနာမည်ကတိုရီတဲ့ကိုရီးယားမှာနာမည်ကြီး TV drama ဇလန်းတွဲတွေအများကြီးရေးထားတဲ့နာမည်ကျော်ဇညွှန်းစရာတယောက်ပေါ့သူရုံးခန်းနဲ့လည်းရောက်ရောလူကောင်ကြီးတွေကလူမိုက်လိုဘာလိုနဲ့အကောင်ကြီး၃ယောက်သူ့ကိုစောင့်နေကြတာတာမန်လူတွေမဟုတ်မှန်းကြည့်ုံနဲ့တင်သိတာပါတယ်တိုရီကလည်းလန်းနဲ့ဘာကိစ္စရှိလို့လဲလို့မေးလိုက်ရောအဲ့ဒီလူတွေကတယောက်ကအိမ်အောင်စုစရင်စာအုပ်ကိုထုတ်ပြတယ်အဲ့ဒီတော့မှတိုရီတယောက်အမှန်တရားကိုသိလိုက်ရတာမင်းညကမင်းကလေးကဂျန်ဂရုရဲ့ဥက္ကဋ္ဌဟုံရဲ့သမီးအိတ်ဖြစ်နေတာကိုဟိုလူ၃ယောက်ကတော့အဲ့ရဲ့အကိုကြီးဆေးလွတ်လိုက်တဲ့လူတွေပေါ့ညီမဖြစ်သူကညကအိမ်ပြန်မလာပဲတိုရီနဲ့အတူရှိနေခဲ့တယ်ဆိုတာသိသွားလို့လွတ်လိုက်တာတိုရီကဒါတွေဟာနားလည်မှုလွဲတာပါဘာမှမဖြစ်ခဲ့ပါဘူးလို့အတင်းညင်းပေမဲ့အကိုဖြစ်သူကအဲ့ဒီစကားကိုကြားတာနဲ့တင်သူ့လူတွေကိုတိုရီကိုအဝတ်စုပ်လိုဖြစ်သွားအောင်ထိုးကျိတ်ဖို့အမိန့်ပေးလိုက်တော့တာပဲယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တညလုံးအခန်းထဲအတူရှိနေပြီးမှဘာမှမဖြစ်ဘူးလို့ညင်းရရမလားဆိုပြီးတော့ပေါ့တိုရီလည်းဒီတိုင်းအခမ်းရခတ်တာနဲ့အိတ်ကိုဖုန်းခေါ်ပြီးသူ့အကိုစီမှာအမှန်တိုင်းသွားရှင်းပြပေးဖို့တောင်းဆိုတော့တာပေါ့အိတ်ကလည်းတိုရီပြောတာအမှန်ပဲလို့ဝန်ခံပြီးချက်ချင်းတောင်းပန်ပါတယ်ဒါပေမဲ့တိုရီကစိတ်ဆိုးနေတော့ဆိုတော့မင်းတို့တမိသားစုလုံးလူမိုက်ကိုင်းတွေလားဆိုပြီးအော်ပြစ်လိုက်တယ်အဲ့ဒီစကားကအေးရဲ့စိတ်ကိုတော်တော်ထိခိုက်သွားစေတယ်တကယ်တော့သူတို့မိသားစုကအရင်ကကြားဖြူကိုင်းဆိုတဲ့လူမိုက်လောကထဲမှာရှိခဲ့ဘူးလားအမှန်ပဲဒါပေမဲ့အဲ့ဒီလောကကနေထွက်လာခဲ့တာကြာပြီဖြစ်တယ်လို့အခုဆိုတရားဝင်စီးပွားရေးပဲလုပ်နေကြတာလေဒါကြောင့်လူမိုက်လို့အပြောခံရတာကိုသူအမုန်းဆုံးပဲအဲ့ဒါကြောင့်တိုရီလဲလန့်ပြီးပါဇက်ပိတ်သွားရတယ်အဲ့ဒီညမှာပဲတိုရီကသူ့ရေးစားအိမ်ကိုသွားပြီးတောင်းပန်ဖို့လုပ်သေးတယ်ဒါပေမဲ့စကားတခွန်းတောင်မပြောရသေးခင်မှာတင်တကားကိုဖုန်းကနေဆောင်ပိတ်တာခံလိုက်ရရောသူကတော့သူ့ရေးစားစိတ်ဆိုးနေတော့မဲလို့ထင်နေတာပေါ့ဒါပေမဲ့သူမသိတာကရေးစားဖြစ်သူကတကားပိတ်ပြီးတာနဲ့ချက်ချင်းဖုန်းနဲ့လိုက်ဖွင့်ပြီးတော့တထေးပရိသတ်တယောက်ပေးလိုက်တဲ့တစိမ့်အိတ်ကြီးကိုထိုင်ကြွားနေတာပြီးတော့အဲ့ဒီလူနဲ့အပြင်မှာတွေ့ဖို့ပါချိန်နေတာလေတိုရီလည်းအိမ်ပြန်ရင်းနဲ့ရေးစားကိုဘလို့ပြန်ချော့ရမလဲလို့စဉ်းစားနေတော့အဲ့ရဲ့အကိုစီကဖုန်းဝင်လာပြန်ရောသူဘလောက်တောင်လန့်သွားလဲဆိုရင်ကင်ထားတဲ့ဖုန်းကခြေထောက်ပေါ်တက်ပြုတ်ကျသွားတဲ့အထိပဲအကြောင်းကတော့ဥက္ကဋ္ဌဟုံကသမက်လောင်းကိုတွေးကျင်လို့တယ်ဗျာတိုရီလည်းအိတ်ကိုအတင်းလိုက်ရှာပြီးမင်းမေကိုအကျိုးအကြောင်းရှင်းပြပေးပါအောင်လို့အသေးအတန်တောင်းပန်ရတော့တာပေါ့အဲ့ဒီလိုနဲ့အိတ်ကအမေဖြစ်သူစီဖုန်းခေါ်လိုက်တဲ့အချိန်တစ်ဖက်ကနေထွက်လာတဲ့အတန်ကနင်တို့နှစ်ယောက်ကအခုချက်ချင်းရောက်မလာရင်လက်တွေခြေထောက်တွေရိုက်ချိုးမျက်လုံးတွေပါဖောက်ထုတ်ပြီးကြံတဲ့အသေးကောင်ကိုမြစ်ထဲမျောပစ်မဲ့တဲ့တိုရီလည်းကြောက်ကြောက်လန့်လန့်နဲ့ဖုန်းကိုချက်ချင်းချပစ်လိုက်ပေမဲ့အသက်ဘေးနဲ့ကြုံနေရပြီဆိုတော့သဘောတူရုံကလွဲလို့အခြားရွေးချယ်စရာမရှိတော့ဘူးပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာအနည်းနာကတစ်ပရိတ်ထဲကနေအဲ့ရဲ့အကိုလွတ်ထားတဲ့လူတစ်ယောက်ကသူတို့လှူရှားမှုမှန်သမျှကိုချောင်းကြည့်နေခဲ့တာတကယ်တော့ဒီပြဆက်တစ်ခုလုံးဟာအစကတည်းကအဲ့ရဲ့အကိုကြိုးကင်ချဲလဲထားတဲ့အကွက်တွေပဲဖြစ်နေပါတော့တယ်